အခုလိုမင်္ဂလာပါ ဟုတ်မင်္ဂလာပါ ညမင်္ဂလာပါဟုတ် โอเคအခုလိုဒီနေ့ပြန်ပွဲနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီပြန်ပွဲမဖြစ်ခင်မှာဒီပြန်ပွဲမစခင်မှာဘိုးနောက်ပွဲမှာဘိုးအတင်းနေတဲ့ဘယ်လိုမျိုးစူးစမ်းအထောက်အကူဖြစ်ခဲ့လဲဆိုတာကိုလည်းနည်းငယ်ဝင်ရပေးပါဦး ဒီလိုပေါ့ဟိုကလေးတွေကပေါ့နော် ဟုတ် ဟိုဒီညီငယ်လေးကတော့ဟိုပြန်ပွဲမချင်မခင်တော့ကစားရဲ့ပွဲတွေရှိရဲနေထွက်ပြီးကစားရဲ့ပွဲတွေလည်းရှိရဲပေါ့ဟိုလူမစုံတဲ့အခြေအနေတွေလည်းကျွန်တော်တို့တင်ရဒီနေ့ကြုံတွေ့ရတယ်ပေါ့နော်အဲ့တော့အခက်ခဲလေးတော့ရှိရပေါ့ဒါပေမဲ့နောက်ပွဲတွေလည်းအကောင်းဆုံးကြိုးစားရမှာပါဗျဟုတ် ကျွန်တော်ဖက်ကတော့နောက်ပွဲအတွက်ပဲဟောအားဆိုင်မှာကစားတော့မယ်လူလည်းမစုံနေလို့ပါ ကိုလိုကစားတဲ့အခါမှာပေါ့နော်ဒီနေ့တစ်ဖက်အတင်းမှာကိုလိုအနေနဲ့တို့ကစားသွားတဲ့ပုံမှာဘယ်လိုမျိုးသုံးသပ်မိတာမျိုးရှိလဲဘယ်လိုရှိခဲ့နေပြပြပေးပါဦး ကောင်းပါတယ်ဟိုဘက်တင်းကလည်းကောင်းပါတယ်ကစားတော့တာကျွန်တော်ဖက်အားနဲ့ချက်ရှိလို့ တစ်ဖက်တင်ကတော့ဒီလိုပါပဲအကျိတ်နေပါပဲကျွန်တော်ဘက်ကလိုအပ်ချက်လေးရှိသေးတယ်ပေါ့နော်အဲ့ဒါတွေကိုလည်းဟိုပြင်ဆင်ဖွင့်ရမယ်ဆိုရင်ပြင်ဆင်ဖွင့်လည်းရတယ်ပေါ့နော်အဲ့တော့ပြင်ဆင်ပြီးတော့မှနောက်ပွဲတွေမှာအကောင်းဆုံးပြန်လာမှာပါဟုတ် ဒီပါအခုကပွဲကအစလို့ရှိသေးတယ်ပေါ့နော်တဖြည်းဖြည်းနဲ့နောက်ပွဲတွေမှာကျတော့အချိန်ကဒီထက်ပိုတက်လာလို့ရှိတယ်အဲ့ဒီနောက်ပွဲတွေကျအကုန်လုံးအတင်းနေနဲ့စိတ်သက်ပိုင်းဆိုင်ရာမှာဘယ်လိုမျိုးပြင်ဆင်ထားတာရှိလဲပြည်ပြီးရဲ့ခန္ဓာပိုင်းနဲ့ဆိုင်တဲ့အရာမှာပေါ့နော်အခုအတင်းနေနဲ့ပြည်တူတယောက်ချင်းနေနဲ့ပြည်ဒီရဲ့စိတ်ပိုင်းဆိုင်ရာမှာဘယ်လိုမျိုးအားဖြည့်သွားမလဲဘယ်လိုမျိုးဆက်ပြီးတော့မှစူးစမ်းသွားလို့ရှိလဲပြီးတော့ဒီရဲ့ပြိုင်ပွဲမှာအပေါ်လို့အတင်းနေနဲ့ဘယ်လောက်ထိမျောလင့်ထားလဲဆိုတာကိုပြောရပြပါဦး မျောလင့်ထားတာတော့ဟိုပါဘောနော်အဆုံးထိမျောလင့်ထားတာပဲ ဟုတ်ကဲ့ ဒါပေမဲ့နောက်ပွဲကျရင်တော့အကောင်းဆုံးပြန်လာခဲ့မှာဟုတ်လူစုံတက်ဆုံနေပါနော်ကလေးတွေအားလုံး ဟုတ်လူငယ်လေးတွေလည်းလူငယ်နဲ့တိဆောက်ထားတဲ့အတင်းဖြစ်တဲ့အတွက်ဒီစိတ်သက်ပိုင်းရောဟိုကျွန်တော်ကာယကြံ့ခိုင်မှုပိုင်းမှာကျွန်တော်ဟိုပေါ့ညီငယ်လေးတွေယုံကြည်မှုရှိရဗျဟိုအဲ့တော့ကျွန်တော်တို့ကတော့နောက်ပွဲတော့ဒီထက်ပိုပြီးတော့အကောင်းဆုံးဖြစ်မယ်လို့တော့ပြောနေတယ်ဗျဟုတ် ဟုတ်ကဲ့ပါခုလိုပြချပေးတဲ့အစီအစဉ်တွေမှာတော့အားပေးနေပါတယ်ဖိုက်တင်ပါ ဟုတ်ကဲ့ပါဗျ ကျေးဇူးပါ ဟုတ်